ရန်နိုင်အောင်ဆောင်နေတဲ့မိုင်းဖုံးဆရာတော်ရဲ့အကြောင်းဘူးပေါ်တလို့ပေါ်လာမင်္ဂလာပါခရိုပီအန်တာတိန်မန့်ကပြန်လည်ကြိုဆိုလိုက်ပါတယ်မိုင်းဖုံးဆရာတော်ကတော့ရှမ်းပြည်နယ်ရှိပိုင်းတာချီလိတ်မြို့ကမိုင်းဖုံးကျေးရွာမှာတည်င်းသုံးနေထိုင်လို့မိုင်းဖုံးဆရာတော်လို့ခေါ်ဆိုကြတာပါမိုင်းဖုံးဆရာတော်ကရဟန်းဝိခဲ့တာနှစ်ပေါင်းများစွာကြာမြင့်ပြီးနှစ်စဉ်နှစ်တိုင်းလှိုင်ငူတွေထဲမှာတရားကျင့်ကြံအားထုတ်တဲ့သူမို့လူများကြည်ညိုတဲ့ဘုန်းကြီးတစ်ပါးဖြစ်ပါတယ်လူများစုကတော့မိုင်းဖုံးဆရာတော်ကိုအစွမ်းတကူရှိတဲ့ယဟန္တာလို့ထင်ကြပါတယ်အကြောင်းကတော့ဆရာတော်ဟာလူတွေနဲ့ဝေးရမှာသာတည်င်းသုံးနေထိုင်ပြီးဖူးမြော်ဖို့လာတဲ့လူတွေကိုလွယ်တကူတွေ့မခံတတ်ပါဘူးနောက်တစ်ခုကတော့ဆရာတော်ရဲ့အကြောင်းကိုလာရောက်လေပတ်တဲ့သူတွေကိုစောင်းလိုလက်ပတ်တွေကိုမမ်းမုတ်ပြီးပေးတတ်ပါတယ်နောက်တစ်ချက်ကတော့မိုင်းဖုံးဆရာတော်ဟာသူ့ကိုယ်သူနောင်ဖွေးမဲ့ဖျားပါလို့ဟောကြားခဲ့တာကြောင့်ပါပဲတရားပွဲတစ်ခုမှာဆရာတော်ကသူဟာရိမတီယာမြတ်စွာဘုရားကနေနောက်ထပ်ပွင့်မှုကြံနေတဲ့ဘုရားဆယ်စုထဲမှာ6ဆူမြောက်ဖြစ်လာမဲ့ဘုရားလောင်းလို့ဟောကြားခဲ့တာပါသူကိုယ်သူယဟန္တာပါနောက်ပွင့်မဲ့ဖျားလောင်းပါလို့ကြွေးကြော်ထားပေမဲ့လည်းတရားပွဲတစ်ခုမှာတဘာဝမကျတဲ့ဟောပြောမှုနဲ့ခွဲခြားဆက်ဆံမှုကြောင့်ဟန်ဆောင်ပြီးကျင်းထင်နေတာလို့ဝေဖန်ခံနေရပါတယ်မိုင်းဖုံးဆရာတော်ဟာရှမ်းပြည်နယ်အရှေ့ပိုင်းကသူ့နယ်တဝိုင်းမှာတော့ဩဇာအာဏာကြီးမားသလိုရှမ်းလက်နက်ကင်ဖွဲ့ဝင်တွေစောင့်ကြပ်ပေးရတဲ့ဘုန်းကြီးတစ်ပါးလေးဖြစ်ပါတယ်ပြီးခဲ့တဲ့ဧပြီလ23ရက်နေ့ကတော့မိုင်းဖုံးဆရာတော်ကရန်ကုန်မြို့ကသာသနာလင်္ကာရာမိုင်းဖုံးကျောင်းတိုက်ကိုတွားရောက်ခဲ့ပြီးတရားပွဲကျင်းပခဲ့ပါတယ်ဆရာတော်ကငလင်ပေးတဲ့နေရာဒေသတွေဖြစ်တဲ့မန္တလေး၊စကိုင်းနဲ့နေပြည်တော်မှာလူရှင်တာယကတွေနဲ့အလူငွေကျပ်သိန်းပေါင်းများစွာကိုတွားရောက်လူတန်းခဲ့တာပါငလင်ပေးတဲ့ပြည်သူတွေအတွက်မြစ်တာဖြန့်ဝေတဲ့တရားပွဲလို့ခေါင်းစဉ်တက်ထားတဲ့တရားပွဲတစ်ခုမှာတော့မတ်လ28ရက်နေ့ကလုပ်ခတ်ခဲ့တဲ့ငလင်ဟာမြေအောက်ထဲကမိုင်3000ကျော်ရှိလျားတဲ့နဂါးကြီးကပက်လက်လန်လိုက်လို့ဖြစ်တာလို့ဆရာတော်ကဟောကြားခဲ့ပါတယ်ဆရာတော်ကရှမ်းဘာသာစကားနဲ့ဟောပြီးဘာသာပြန်ဆရာတော်ကဗမာလိုပြန်ပေးခဲ့တာပါဆရာတော်မိန်နာကအဲ့ဒီနဂါးကြီးရဲ့အကောင်းကစကိုင်းမြို့တစ်မြို့စာလောက်ကြီးမားပြီးခန္ဓာကိုယ်ကရန်ကုန်မြို့တစ်မြို့စာလောက်ကြီးမားတယ်လို့ပြောခဲ့ပါတယ်။မူကြိုကလေးလောက်ပဲယုံနိုင်မယ်ရုပ်တည်မရှိတဲ့စကားကိုပြောကြားခဲ့တာမို့တရားနာပရိသတ်တွေကတော့ဟင်ကနေဟာကနေဖြစ်ကုန်ကြသလိုတရားပွဲကပြန်မှာဆရာတော်ကိုမျိုးစုံဝေဖန်လာကြပါတယ်။အရင်ကဆရာတော်ကိုရဟန္တာလို့ထင်ပြီးကြီးညိုကြသူတွေကတော့ယခုချိန်မှာအယောင်ဆောင်ရဟန္တာရောင်ဆောင်ဘုန်းကြီးလို့ဝေဖန်နေကြပါတယ်။နောက်ထပ်ဝေဖန်နေကြတာကတော့မိုင်းဖုံးဆရာတော်ကသူ့ကိုဖူးချင်လို့နားကပ်လာတဲ့လူတွေကိုသာမောင်းထုတ်ခဲ့ပေမဲ့ခရိုနီတထေးတွေအရာရှိတွေနဲ့နိုင်ငံရေးကြီးကဲတွေကိုတော့လက်ဆွဲနှုတ်ဆက်ပြီးဖားနေတာကမဖြစ်သင့်ဘူးလို့ပြောကြပါတယ်။မိုင်းဖုံးဆရာတော်ကြီးကိုထိုင်းနိုင်ငံကဝင်ကြီးချုပ်မိသားစုကပါကိုးကွယ်ကြတာပါတခါတော့ကထိုင်းနိုင်ငံကတုံးဝက်လိုင်ကူထဲမှာကျောင်းသား73ယောက်ပိတ်မိသွားခဲ့တော့ကမိုင်းဖုံးဆရာတော်ရောက်လာပြီးတောင်ဆောင်နဲ့ကဖမ်းထားတယ်လို့ပြောပြီးတော့အဆောင်ရတရာတွေပေးခဲ့ပေမဲ့ကယ်ဆယ်ရေးဖွဲ့တွေကအဲ့ဒီအဆောင်တွေကိုလွတ်ပစ်ခဲ့ကြပြီးကယ်ဆယ်ရေးဖွဲ့ကြောင့်သာကလေးတွေကပြန်လည်လွတ်မြောက်လာကြတာပါအဲ့ဒီတွေကကျောင်းသားတွေပြန်လွတ်လာတာဟာမိုင်းဖုံးဆရာတော်ကြောင့်မှဆိုပြီးနာမည်ကြီးလာပါတော့တယ်အခုတော့တရားပွဲမှာဆရာတော်ကနဂါးအကြောင်းဟောခဲ့လို့ကိုးကွယ်ယုံကြည်သူတွေကအမြင်မှန်ရလာကြပြီးဆရာတော်ကိုမယုံကြည်ကြတော့ပါဘူး